ဒီနေ့မှာကတော့6သွေးတဲ့အသားအရည်ရှိတဲ့သူတွေပေါ့နော် dry skin သမားတွေအတွက်တည်တင်တည်တိုက်တဲ့အချက်တွေကိုမျှဝေသွားပါမယ်ဒီအရည်ပြား6သွေးတယ်ဆိုတဲ့လူတွေကသိတာတယ်ပေါ့နော်အရည်ပြားအဆိုတဲ့ထိန်းပေးတဲ့ cream တွေserum တွေဒါမျိုးတွေကိုသုံးသင့်တယ်ရေဓာတ်ကိုဖြည့်ပေးတယ်နောက်ပြီးတော့ရေဓာတ်ကိုကြထိန်းထားနိုင်တဲ့ဒါမျိုးထုတ်ကုန်တွေသုံးသင့်တယ်နောက်ပြီးတော့ဒီ humidifier ခေါ်တာပေါ့နော်လေထဲကိုရေငွေ့ထုတ်ပေးတဲ့ဆက်ကလေးတွေရှိရပေါ့နော်ဒါလေးတွေကိုညအိတ်တဲ့ခါမှာကိုယ့်ရဲ့ဒီအခန်းထဲမှာထားပြီးတော့ပေါ့နော်အိတ်ဒါမျိုးလေးတွေလုပ်ပေးရင်အရေပြား6ဓာတ်တွေကတဖြည်းဖြည်းနဲ့တက်တာလာမယ်နောက်တစ်ခုမလုံသင့်တဲ့ဟာပေါ့နော်မလုံသင့်တဲ့ဟာဘာလဲဆိုရင်ဒီ exfoliate လုပ်တာတွေပေါ့ဥပမာ scrub တွေကိုခဏသုံးတာတစ်ပတ်ခဏဆိုတာကတစ်ပတ်ကို2ကြိမ်3ကြိမ်သုံးတာတွေပေါ့နော်ဒါမျိုးတွေမလုပ်ပေးသင့်ဘူးနောက် mask exfoliate ပြင်းနေပေါ့နော်ဒီလိုမျိုးဥပမာsilica powder တို့လို့နောက်တစ်ခုကဒီ clay powder တွေပေါ့နော်ဒါမျိုးတွေပါတဲ့ mask တွေကိုအဲ့လိုတစ်ပတ်မှာ3-4ကြိမ်ကတ်တာမျိုးဒါမျိုးတွေမလုပ်ရေပူနဲ့ရေနွေးနဲ့မျက်နှာတက်တာမျိုးတွေမလုပ်ပေးသင့်ဘူးဒါတွေကိုchemical ingredients တွေအနေနဲ့ဆိုရင်ဒီ hyaluronic acid တို့ glycerin ဆိုတာအလှစီကိုပြောတာပေါ့နော်နောက်ဒီ panthenol provitamin B5 ဒီဟာတွေပါတဲ့ထုတ်ကုန်တွေကိုသုံးလို့ရတယ်နောက်ဒီမှာကျတော့သူက dry ဖြစ်တဲ့အတွက်oil တွေသုံးလို့ရတယ်ပေါ့နော်စီတွေသုံးလို့ရတယ်နောက် butter ရှိ butter တို့cocoa butter တို့တခြားသော butter တွေရှိရပေါ့နော်ဒါတွေသုံးလို့ရတယ်နောက် wax သုံးလို့ရတယ်ဆိုတဲ့နေရာမှာဘယ်ပစ္စည်းပဲဖြစ်ဖြစ်အလွန်အကျွံသုံးလို့မရဘူးသူ့မှာသုံးသင့်တဲ့သုံးဆွဲရမယ့်ရာခိုင်နှုန်းသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်ဒါတွေနဲ့ကိုက်ညီစွာထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေသုံးဆွဲလို့ရတယ်ဒီလိုမျိုးရှောင်ရံလေးတွေကိုသိထားခြင်းအပြင်ကိုယ့်ရဲ့6သွေးတဲ့အသားရည်ကအလွန်အကျွံ6တာမျိုးမဖြစ်တော့ဘူးနောက်ပြီးတော့အသားအရည်ပြားကခံနိုင်ရှိ